ကင်းမီကောင်းမိခင်တွေရဲ့သဘောတဘာဝကဗျသူကလေးတွေပေါက်ပြီးသွားပြီဆိုရင်လေအဲ့ဒီမိမိကလေးတွေကိုမိမိရဲ့ခန္ဓာကိုယ်ပေါ်ကိုတက်ခိုင်းတာဗျကင်းမီကောင်းပေါက်ကလေးတွေကလည်းကင်းမီကောင်းမိခင်ကြီးကိုယ်ပေါ်ကိုနေရင်းနဲ့ပေါ့ဗျအဲ့ဒီကင်းမီကောင်းမိခင်ကြီးရဲ့အသားတွေကိုဗျသူကတဖြည်းဖြည်းချင်းစားလိုက်ကြတယ်ဗျသူတို့အမေလည်းတေရောသူတို့လည်းကြီးလာရောပေါ့ဗျာသူတို့ကိုယ်တိုင်သူတို့သွားလာနိုင်တယ်လှုပ်ရှားစားတောက်နိုင်တာပေါ့ဗျာဘလောက်ထိကီမီကောက်ကြီးရဲ့ကိုကအသားတွေကိုစားပလိုက်လဲဆိုရင်အဲကီမီကောက်ကြီးတည်သွားတဲ့အထီပေါ့ဗျာအော်ယနေ့ကျွန်တော်တို့ရဲ့အခြေအနေကလည်းအဲ့ဒီကီမီကောက်ပေါက်လေးတွေနဲ့တွားပြီးတူနေတယ်ဗျမိဘတွေကဘဝတစ်လျှောက်လုံးဗျာကိုယ့်ရဲ့သားသမီးတွေကိုအဲမိဘတွေကချွေးတွေတွေးတွေနဲ့ပြုစုပြိုးထောင်ကြတယ်ဗျဒါပေမဲ့လည်းဗျာသားတွေတပည့်တွေကြီးလာတဲ့အခါကျတော့လေကိုစီဗျအိမ်အောင်ပြုတ်လိုက်ကြတယ်အဲ့ဒီချင်းမိဘတွေကအိုနေပြီပေါ့လေအဲ့ဒီကတချို့သားသမီးတွေကမိဘတွေကိုပြောကြသေးတယ်ဗျအမေတို့အတုံးမကြတို့အဖေတို့အတုံးမကြတို့ကျွန်တော်တို့ဒီလိုဘဝမျိုးကိုကျမတို့ဒီလိုဘဝမျိုးကိုရောက်တယ်ဆိုတာပေါ့ဗျာတနာစရာအသက်အရွယ်ရနေတဲ့မိဘတွေကိုဗျာပြန်လဲမစောက်ရှောက်တဲ့အပြင်ဖြစ်ထားကြတယ်ဗျာအဲ့ဒါမို့လို့ပြောချင်တာကကီမီကောက်ပမာသားသမီးတွေမဖြစ်ပါစေနဲ့ပဲပြောချင်ပါတယ်ဗျာ